ရတော့ဘုရားကြီးစီမီပြန်လာထွန်းလာအိမ်ပြန်ရတော့မယ်နေနေရတဲ့တင်ထားပြီပါပြီရတော့မှာခိမရထဗျာဒိတ်အဲ့ဒီစာလုံးပေါင်းလေးရှိပါတယ်အစားတော့ဟိုလေးကိုမှတ်မရအခုတခါလေးရိုက်တင်ပြီးတော့ဒီစာလုံးဘုရားကြီးညဘက်စလိုက်မင်းညဘက်မှာထွန်းတာဟိုအခါကြီးရဲ့ကြီးတွေမှာစလိုက်မင်းထွန်းရတော့ဘုရားကြီးစီမီပြန်လာထွန်းလာအိမ်ပြန်ရတော့မယ်နေနေရတဲ့တင်ထားပြီပါပြီရတော့မှာခိမရထဗျာဒိတ်အဲ့ဒီစာလုံးပေါင်းလေးရှိပါတယ်အစားတော့ဟိုလေးကိုမှတ်မရအခုတခါလေးရိုက်တင်ပြီးတော့ရတော့ဘုရားကြီးညဘက်စလိုက်မင်းညဘက်မှာထွန်းတာဟိုအခါကြီးရဲ့ကြီးတွေမှာစလိုက်မင်းထွန်း